မင်းရဲ့အောင်မြင်မှုဟာလည်းတို့နိုင်ငံအတွက်တန်ဖိုးကြီးတဲ့ဂုဏ်တစ်ခုလို့မြန်မာနိုင်ငံကိုဘုန်းကြီးတစ်ပါးဖိတ်တာဖြစ်တယ်လို့နိုင်ငံတော်ကလည်းအခါခါဖိတ်ဖို့ဘုံဘုံနှုတ်ဆက်တယ်ဒကာလေးရဲ့လက်ဝိတ်ပွဲဟာဒကာလေးရဲ့ဘယ်လိုလဲသတင်းစာရှင်းလင်းပွဲပေါ့အဲ့ဒါရော Facebook ခေါ်မလားနင်တို့မျက်နှာချင်းတိုင်းရှင်းလင်းတဲ့ပွဲမှာမင်းရဲ့ပြောတဲ့စကားဟာတကယ်ကိုဂန္ဓဝင်မြောက်လှုပ်သွားတာလေးတွေကိုသဘောကျတယ်တစ်ဖက်ကလည်းမင်းကိုစော်ကားခြင်းလို့မမရရကိုတိုက်ခိုက်တဲ့ပန်တိုဂျာရဲ့စကလုံးတွေကလည်းအံ့ဩလောက်အောင်နိုင်ငံနဲ့လူမျိုးချီပြီး तू ကဘရာဒီတာထိုးသက်က20ရှိပြီမင်းကမှထိုးသက်5နှစ်ပဲရှိသေးတယ်ဒီလိုပေါ့သူ့ကိုယ်သူဂုံယူရင်းတဲ့ပြောရင်တော့နှိမ်ညင်းတဲ့သဘောပေါ့ဒါတွေကလည်းဆယ်ချင်းကြီးတွေကအမျိုးကိုရှင်းပြီးတော့မင်းကရိုင်းတယ်ဆိုပြီးတော့ပြောချင်တာတကယ်တော့မင်းကမရိုင်းဘူးနူးညံ့တယ်ဘုံအမြင်ရပေါ့မင်းကတူတူနားလေတယ်လူငယ်စတိုင်ပေါ့နောက်ပြီးကြတော့မင်းရဲ့ရဲရင်ဖြတ်လိုက်တာ तू က तू ဒေါသရင်းနဲ့ဝုံနိုင်မင်းကိုပြန်လုံရင်ပါလှုပ်ချင်တယ်လို့မေးတော့သူ့မှာရုပ်ပြတ်သွားရတာသူ့မှာချနာခဲခဲနေတာဒေါသထွက်နေတာဒါကြောင့် तू ကမင်းဒီပွဲကိုအနိုင်ရမယ်အရင်သူ့ရဲ့ကပတ်ကိုယူမယ်သူအသက်35 36ကိုမပြောနဲ့အခု24ရှိတဲ့သူ့ရဲ့12နှစ်13နှစ်ငယ်တဲ့လူငယ်တယောက်ကို तू အနိုင်ယူမယ်ဆိုတဲ့စိတ်ရသူ့မှာရှိပြီးသားဖြစ်တဲ့အတွက်အရင်တော့လည်းမတော်တဆရှုံးတယ်ဆိုတဲ့သူ့ရဲ့မန်ကရှိတော့သတိထားတော့အထူးလိုပါတယ်ဂျော်ရှူအာပန်ကြီးဒီနေရာမှာမင်းကညနေချင်းတိုင်းပွဲမှာလဲနောက်တလူပြောင်းတလူနဲ့ကပတ်ကြီးကိုပြန်ပေးလို့လှုပ်တဲ့ကံမှာမင်းတို့အကြောင်းတွေ react လုပ်တဲ့ကောင်လေးကဒါမလုပ်သင့်ဘူးဆိုတာလေးကိုလည်းဘုံဘုံတို့ကြားမိပါတယ်တကယ်တော့လေဒါမလုပ်ပြတဲ့အမူအရာမျိုးဆိုပေမဲ့ဒါလေးကတော့အမှတ်တမဲ့ပဲအဲ့လိုသဘောလဲဟုတ်ချင်မှာဟုတ်မှာပါမင်းကယူပြီးတော့ဟိုလက်လန်းလိုက်တာလည်းဖြစ်မှာပေါ့ဟိုကဒေါသထွက်နေတဲ့တန်တိုကြအနေနဲ့ဒါမင်းကိုတုံ့ပြန်တဲ့အခါမှာမင်းလည်းပြောင်းနိုင်တာပေါ့ဟောလူငယ်ကိုလွတ်လပ်တာကိုဘုံမောတော့နားလေတယ်ဒါပေမဲ့မင်းပြောတာတွေကိုရိုင်းပြတယ်ဆိုတာမဟုတ်ပါဘူးမင်းကတီတီငိမ့်မဲ့သူဒေါသထွက်နေပေမဲ့မင်းကဘာလုပ်နိုင်လဲထိုင်လိုက်ပါငါကျေးဇူးပြုပြီးတော့နွားတို့လေးတစ်ခွက်တိုက်လိုက်ပါအိုးဆိုတာပြောတာတကယ်တော့အိမ်ကြီးရ emotional မရှိပဲတကယ်ကိုစကားစစ်ထိုးတဲ့ပွဲဟာဘာပြောလိုင်းဝိတ်တန်းမှာမင်းရဲ့ဆောင်းဆန်းချက်ကိုသူ့ကိုယ်တိုင်အခါချီးကျူးနေရတော့ဝမ်းလဲဝမ်းသာပါတယ်ကျေးဇူးလည်းတင်ပါတယ်ဒီတော့ဒါမဲ့19ရက်နေ့မှာမင်းမရှုံးအောင်ကြိုးစားဖို့ဘုရားသခင်ရဲ့အလိုတော်ပဲလားမင်းရဲ့စွမ်းဆောင်ရည်ပဲလားဆိုတော့ဆက်ပြီးလက်တွေပြရမှာပေါ့ဘုရားသခင်အလိုတော်မင်းစွမ်းဆောင်ရည်ရောပူပေါင်းလိုက်တဲ့အခါမှာအောင်နိုင်မှုတွေရမှာဖြစ်တယ်လို့မင်းမြန်ရှုံးခဲ့ရင်တော့ဘုရားသခင်အလိုတော်ရှိတယ်လို့ပဲဆိုရမလားမင်းလက်ရညံ့နေဆိုတော့မင်းကိုယ်တိုင်မင်းသက်သေပြရမှာပါကောင်းပါပြီဒါရေဂျော်ရှူအာဘန်ရဲ့ဒီလိုတိုးတက်နေတဲ့ပွဲတွေကိုဖုံးဖုံးကအမြဲတမ်းလိုက်ကြည့်နေပြီးတော့မင်းကို react လုပ်နေရတယ်နောက်ကမ္ဘာနိုင်ငံအသီးကလက်ဝဲထိုးတဲ့သူတွေသူတို့ထိုးတဲ့အချက်တွေကိုဖုံးဖုံးကကြည့်နေရင်ဘာလားတွေ့လဲလို့ပြောရင်အံ့ဩစရာကောင်းလိုက်တဲ့ခုနကလိုအပ်ချက်တွေနဲ့တို့နိုင်ငံရဲ့အားနည်းချက်အားသာချက်တွေကိုတွေ့ရပါတယ်အဲ့ဒါတော့တခြားမဟုတ်ပါဘူးဒီမှာမင်းအခုကြာတော့မင်းလည်းမြင်မိသားရှိမှာပါအခုမင်းတို့မကြခင်မှာထိုးမဲ့ပွဲအတွက်ဒီပုံမှာမြန်မာနိုင်ငံအလံနဲ့ထိတ်ဆုံးကိုရောက်လာတဲ့ plan weight တန်းမှာ331ဟလား main cut မှာ UFC 331မှာမင်းထိုးရတာကိုတနိုင်ငံလုံးနဲ့အတူအရှိတောင်အာရှမှာပထမဦးဆုံးပေါ်ထွက်လာတဲ့ UFC ကလက်ဝိတ်ခေါင်းဆောင်တယောက်လက်ဝိတ်ပညာရှင်တယောက်တကယ်ကိုကမ္ဘာချန်ပီယံကမ္ဘာကြီးတစ်ခုရရှိသူတယောက်နဲ့ဝမ်းသာတယ်လို့ဒါပေမဲ့တို့မြန်မာနိုင်ငံမင်းတယောက်ရတာတော့ငါတို့ဝမ်းသာတယ်ဒီလိုပဲမြန်မာနိုင်ငံမှာပထမဦးဆုံးဘုံကြီးတစ်ပါးဖြစ်ပြီးတော့မင်းရဲ့ချန်ပီယံကမ္ဘာကာကွယ်ပွဲကိုဘုံဘုံကဂုံပြူတဲ့အနေနဲ့တို့နိုင်ငံမှာလာမင်းရဲ့ဟာခါမျိုးမှာမင်းပုံလေးထောင်မရသေးလို့မှတ်ရပြောခဲ့တယ်ဗုဒ္ဓဂုဏ်ဆရာတော်ကအခုပွဲမှာကျနာခဲခံမဲ့လူနဲ့မင်းကလည်းပေါ်သုံးချီအတွင်းကိုနိုင်ရမယ်အာမခံပြီးကြိုးစားနေတဲ့မင်းရဲ့စိတ်ဓာတ်နဲ့လုပ်ရတာလေအောင်မြင်ပါစေလို့ဘုံဘုံတို့ခုံယူရမှာဖြစ်တယ်လို့ဒါပဲပြောမင်းရဲ့အောင်မြင်မှုတွေဟာအကြောင်းရှိလို့အကျိုးပေါ်တာပါဗုဒ္ဓဘာသာအလိုရဘုရားသခင်အလိုရပဲမင်းနိုင်ငံဒါလေးကလည်းဘုံဘုံတို့တော့ခုံယူလို့မဆုံးတဲ့ဟာလေးပါပဲကောင်းပြီအခုဆိုရင်မင်း19ရက်နေ့မှာထိုးမှဖြစ်တဲ့အတွက်မင်းကိုဘယ်လိုပြောမလို့ဆရာလှုပ်ဆရာမလိုပါဘူးမင်းကတည်ငြိမ်တယ်နိုင်အောင်လှုပ်လိုက်မယ်မင်းမှလည်းယုံကြည်ချက်တွေရှိတယ်ဒါပေမဲ့ဟိုဘက်ကကျနာခဲပြီးတော့စိတ်လှုပ်ရှားနေတဲ့သူဟာမင်းကို ground ပိုင်းမှာအနိုင်ယူမယ်လို့ပြောထားတယ်ဘုံဘုံတို့မှာတရားအထုတ်ချိန်တွေရှိတယ်လို့ဘုံဘုံမှာလှုပ်တဲ့အချိန်မှာအချိန်တိုင်းတရားဟာအခုပြောနေရင်လည်းဘာဝနာစိတ်ရှိအောင်မြင်အောင်ကြိုးစားလို့ရပါတယ်လောဘဒေါသကြောင့်ပြောတာမဟုတ်ပဲမေတ္တာနဲ့ပညာကိုယ်နိုင်ငံကိုယ်ဘာသာကိုယ်လူမျိုးဂုဏ်ယူသလိုမင်းရဲ့အောင်မြင်မှုဟာလည်းတို့နိုင်ငံအတွက်တန်ဖိုးကြီးတဲ့ဂုဏ်တစ်ခုလို့မြန်မာနိုင်ငံကိုဘုန်းကြီးတစ်ပါးဖိတ်တာဖြစ်တယ်လို့နိုင်ငံတော်ကလည်းအခါခါဖိတ်ဖို့ဘုံဘုံနှုတ်ဆက်တယ်ဒါလိုပဲအခုပွဲမှာနိုင်ပြီဖြစ်စေရှုံးပြီဖြစ်စေမြန်မာပြည်ကိုပြန်လာနိုင်ဖို့ဘုံဘုံမျှော်လင့်ပါတယ်